logo တစ်လုံးကိုတသိန်းကျပ်သာကြားတင်မယ် logo တစ်လုံးတသိန်းဆိုတာများနေတယ်ထင်သလားတကယ်တော့ logo တစ်လုံးဖန်တီးဖို့အတွက်ဆိုတာတသိန်းဆိုတာကမများတဲ့ဈေးပါ logo တစ်လုံးကလူကြီးမင်းရဲ့ brand ကိုကိုစားပြုပါတယ်ဒါဟာလူကြီးမင်းရဲ့ identity လူကြီးမင်းရဲ့ယုံကြည်မှုလူကြီးမင်းကိုတတိထားစေမဲ့ပထမဆုံးအရာဖြစ်ပါတယ်တသိန်းနဲ့ logo တစ်လုံးဆိုတာဖန်တီးမှုတစ်ခုတည်းပဲမဟုတ်ပါဘူးလူကြီးမင်းရဲ့ brand ဂုဏ်သိက္ခာကိုလည်းတိဆောက်တဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်ဈေးကွက်တိုးချဲ့မှုတွေလုပ်ဖို့အတွက် application icon တွေ invoice တွေနဲ့ packaging design တွေ production အပိုင်းတွေအကုန်လုံးမှာဒီ logo နဲ့ပဲသွားရမှာမို့တန်ဖိုးရှိတဲ့ investment တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့် branding ဆန်တဲ့ logo တစ်လုံးကိုအနံ့ကျင်းနေဆိုရင်တော့0943015654ကိုဆက်သွယ်လို့ရတယ်လို့ page messenger မှာလည်းလာရောက်အနံ့လို့ရပါတယ်ခင်ဗျာ